ဒီဗီဒီယိုလေးမှာတော့ကျွန်တော် BMS တွေဘယ်လိုတွဲရတယ်ဆိုတာလေးကိုတွဲထားတယ်ဆိုတာလေးပြချင်တာပေါ့နော်ကျိုးတွေအများကြီးရှုပ်နေဆိုရလေလက်မသွားကြနဲ့အားလုံးပဲလိုက်ကြည့်ပေးထားကြပါဦးနောက်ထပ် like and follow လေးနဲ့လည်းကူညီပေးပါအောင်ခင်ဗျာဒီကတ်မှာပေါ့နော်အခုကျွန်တော်တက်ထားတဲ့ကတ်မှာချစ်ကျိုးပါချစ်ကျိုးကအနက်တကျိုးပါမယ်ကျန်တာအဖြူနဲ့နောက်ဆုံးတကျိုးကအနီပေါ့နော်အဲ့ဒါသူ့အကြောင်းနဲ့သွားလိုက်အောင်ဒီမှာအနက်ကျိုးကကျွန်တော်တွဲထားတဲ့ဘက်ထရီရဲ့ကျွန်တော်ထုတ်ထားတဲ့အစရဲ့အနက်နဲ့စပြီးတွဲလိုက်တယ်ပေါ့နော်အနက်စအနေစတွဲမယ်အဲ့ကနေပြီးတော့ပထမဒုတိယတကျိုးဖြူကျိုးကနောက်တစ်ရစ်ပေါ့တတိယတကျိုးကနောက်ထပ်ဘက်ထရီတစ်ခန့်ပေါ့နော်သူကန်လေးကျွန်တော်တွဲထားတဲ့အတွဲလေးတွေကန်တိုင်းလေးသွားပြီးတော့ချိန်ထားလိုက်တော့အဲ့လေးကဒီဘက်ထရီရဲ့ဘိုးတွေအာရုံခံမှုအတွက်လောက်ပဲသုံးတာပေါ့နော်အားများရဲ့ဘိုးများရှော့ရပ်ပေးထားမယ်ဘိုးနဲ့ပြင်ပေးမယ်အဲ့ပုံစံမျိုးပေါ့အဲ့ကထွက်လာတဲ့ကျိုးကျွန်တော်နောက်ဆုံးနှုတ်ကထွက်လာတဲ့ကျိုးက main ကျိုးပေါ့နော် main ကျိုးဒီမှာနောက်ဆုံးနှုတ်မှာရှိတ်လိုက်တယ်ရှိတ်ပြီးတော့ကျွန်တော်တို့ BMS တွေကိုသွားမယ်ပေါ့နော် BMS တွေကိုသွားမယ်ဒီမှာ BMS မှာရှိတဲ့ battery mine နဲ့ B mine နဲ့ပေါ့နော်အဲ့နေရာကိုရှိတ်လိုက်တယ်ပေါ့နော်ရှိတ်လိုက်ပြီဆို BMS ကိုဖြတ်ပြီးတော့အနက်ပါဝါအနက်ကအဲ့ကိုဖြတ်ပြီးတော့ဒီဘက် B mine နဲ့ကနေပြန်ထွက်မှာပေါ့နော်အဲ့ဂျိုးရမှာအဲ့ဆိုလို့ရှိရင်ဒီကောင်ကကျွန်တော်တို့အမှချာခြင်းသွင်းဖို့အတွက်အပေါက်တွေလောက်ရမယ်စပိန်နဲ့တွဲသုံးဖို့အတွက်ချိန်ရမယ်ပေါ့နော်အနေနဲ့ရပြီဆိုကျွန်တော်တို့သုံးလို့ရပြီပေါ့နော်ဒီကနေပြီးတော့ထုတ်သုံးရမှာပေါ့နော်အဲဆိုလို့ရှိရင်အားထုတ်လည်းအကုန်လုံးလုပ်လို့ရတယ်နောက်ကျွန်တော်ပို့တိုင်းကြည့်ပါမယ်โอเคတော့အနီတစားကိုအနီမှာဒီ Pro မှာထောက်လိုက်မယ်အနက်ကိုကျွန်တော်ဟိုးဗ BMS ရဲ့အထွက်ထောက်လိုက်မယ်29.1 volt ပေါ့ဒါသုံးလို့ရပါပြီအားလုံးပဲ